ဒီညပွဲလေကြမယ်ဆိုချိန်ထားတဲ့လူတွေတော့စိတ်မကောင်းပါဘူးဗျာလို့ဒီနေ့ညလည်းပွဲဖြစ်မယ်မထင်ပါတန်တန်တန်ဒါ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 ငိုကောင်းတယ်လို့ဟိုမှာအောက်မှာအင်းလေးတောင်ကြီးကိုလာရင်အင်းလေးကိုလည်းတွားလည်လို့ရတယ်အဲ့တော့တဆောင်တိုင်ပွဲလဲလာလဲပင်းဆိုအင်းလေးလဲတွားလဲပင်းဆိုရှောင်းမွေတော့ကကုပြလဲတွားလဲလို့ရတယ်ဒါပေမဲ့ဒီတဆောင်တိုင်ပွဲမှာချစ်သူရေးစားနဲ့ချိန်ထားတဲ့သူတွေတော့စိတ်မကောင်းဘူးเนาะဟိုဘက်မှာတဆောင်တိုင်မျိုးပြောင်းကွင်းကဟိုဘက်မှာအဲ့တော့အခုမိုးကရှယ်ကောင်းဒါအခုညနေခင်းပဲရှိတယ်မိုးကဒီလောက်ကောင်းနေအဲ့တော့မိဘမလွတ်ရတာနညရှိပါပြီကောင်းကောင်းမလွတ်ရတာဒီညနဲ့ဆို3ညပွဲရနောက်ဆုတ်တာလဲနောက်3ရက်နောက်ဆုတ်တိုးပြီးတယ်လို့တော့ပြောတာပါပဲဗျာတောင်ကြီးပေါ့နော်ဒီနေ့ချက်ပါအောင်ပြောလိုက်ချက်ပါအောင်အဝေးနေတဲ့သူတွေတဆောင်တိုင်ပွဲမလဲရတဲ့သူတွေတော့ချိန်နဲ့ပေးလိုက်ချက်ပါအောင်လို့လာပွဲပြက်ပါတယ်လို့